Okay ကဲကျွန်တော်ဒီကတော့ကဲကျွန်တော်တို့ပလီယာရဲ့တော်တော်များများကြိုက်တဲ့ event တစ်ခုဖြစ်တဲ့ KO ရဲ့ event ကတော့လောလောဆယ် advanced server မှာလာနေပြီဖြစ်ပါတယ်ကဲကျွန်တော် original server တော့ဘယ်ရက်ဘယ်လကျွန်တော်တို့ဘယ်ချိန်မှာလာမယ်ဆိုတော့တိတိကျကျွန်တော်မသိဘူးပေါ့နော်လောလောဆယ်ကြားထားရတော့မရှိသေးဘူးပေါ့ကဲကျွန်တော်ဒီ event ကလူကြိုက်များတဲ့ event တစ်ခုဖြစ်တယ်လို့ကျွန်တော်တို့ခွဲလာပြီပေါ့နော်အခုဒါပေမဲ့ဒီ event မှာじゃအဲ့လိုမဟုတ်တော့ဘူးကျွန်တော်တို့ဒီမှာevent နှစ်ခုလုံးကိုကျွန်တော်တို့ပေါင်းပေးထားတာပေါ့နော် KO ရဲ့ bingo နဲ့ KO 97ကိုကျွန်တော် event တစ်ခုလုံးမှာပေါင်းပေးထားတာကျွန်တော်ပို့ပြီးတော့အဆင်ပြေတယ်ပေါ့ကျွန်တော်တို့လိုချင်တဲ့ကျွန်တော် KOS skin ကိုဒီမှာတစ်ခါလေးရွေးပြီးတော့လှည့်လို့ရတာပေါ့။ KO ပြကျွန်တော်ဗီဒီယိုမစခင်ကျွန်တော်ထုံးစံတိုင်း advanced server ဖောက်ချင်တဲ့လူကျွန်တော်စီမှာလာပြီးတော့ဖောက်လို့ရပါတယ်။ဒီလိုမျိုးကျွန်တော်မထွက်သေးတဲ့ event တွေကိုကြိုးပြီးတော့သိရမယ်။မထွက်သေးတဲ့ hero ကိုကြိုးပြီးတော့ကိုင်းလို့ရတဲ့ပြင် diamond တွေ free ရတဲ့ advanced server ဖြစ်ပါတယ်။ကျွန်တော်ဒီမှာဖောက်မယ်ဆိုတဲ့လူတွေကတော့နည်းနည်းပြောကြလေးရှိတယ်။အဲ့ဒါကတော့ကျွန်တော်တို့ advanced server တည်တံ့ပါတဲ့advanced server only ပေါ့နော် advanced server only ပါတဲ့အကောင့်ဖောက်လို့ရတယ်လို့ကျွန်တော်တို့ advanced server နဲ့ကျွန်တော်တို့ normal server တွဲရက်ပါတဲ့အကောင့်လည်းဖောက်လို့ရပါတယ်ဒါပေမဲ့အရင်တော့လိုကျွန်တော် brother တို့အခုလက်ရှိစော့နေတဲ့အကောင့်မှာတော့ advanced server ဖောက်ပြီးလို့မရဘူးကျွန်တော်ဖောက်ပြီးမဲ့အကောင့်တွေကတော့ကျွန်တော် advanced server အသစ်တွေပဲရမှာဖြစ်ပါတယ် level 3တိုင်းစပြီးဆိုရမယ့်အကောင့်တွေပဲဖြစ်ပါတယ်ကဲဖောက်ချင်တဲ့လူကကျွန်တော်အောက်မှာပြတဲ့ taken လေးလာပြီးတော့ကျော်စီမှာ advanced server လာပြီးတော့ဖောက်လို့ရပါတယ်ကဲကျွန်တော်ဒီမှာ email လေးကိုတစ်ချက်ကြည့်ရမယ်ပေါ့နော်စမပြောကျွန်တော် original server တော့ဘယ်ချိန်ရောက်မှာလဲတေချာတော့မသိသေးဘူးပေါ့နော်draw တွေဘာတွေကတော့ကျွန်တော်အရင်တော့လိုပဲပြောင်းလဲမှုရှိမယ်လို့တော့မထင်ဘူးအကုန်လုံးအတူတူပဲပေါ့နော်ဒီမှာတခုအခုပြောင်းလဲတော့တာကျွန်တော်ဒီ skin တွေအကုန်လုံး event တစ်ခုထဲမှာပေါင်းပေးထားရတော့ကျွန်တော်တို့ထူးခြားမှုတစ်ခုပေါ့ခင်ဗျာကျွန်တော်တစ်ချက်ရွေးမယ်ပေါ့နော်ကျွန်တော်တို့ကြိုက်တဲ့ဟာကိုရွေးပြီးတော့တစ်ချက်စမ်းကြည့်မယ်ပေါ့နော်ဘယ်လိုမျိုးပုံစံမျိုးတစ်ချက်ကြည့်မယ်လောဆယ်ကျွန်တော်ဒီဘက်ကရှောင်းကီဝဲပါတဲ့ဟာလေးချက်ပင်ကိုအရင်ရွေးကြည့်မယ်ပေါ့နော်ဟုတ်ပြီကျွန်တော်ဒီမှာလည်းပေါက်လို့ရတယ်ပေါ့နော်ဒီမှာလည်းအရင်လိုပဲနော်အဲ့လိုအရင်လိုပဲကျွန်တော်ပင်ကိုတန်းရင်ရမယ်ပေါ့ကဲဒီမှာ KO 6ကောင်လုံးပြန်ပါမယ်နော်ဘာမှပြောင်းလဲသွားတာမရှိဘူးဒေါ်တွေလည်းကျွန်တော်တို့ဒီမှာအရင်တော့လိုပဲနော်1တော့ diamond 25လုံး daily discount ဆို diamond 32လုံးပေါ့ကဲပထမဆုံးချော်စည်းအနေနဲ့ကသူက diamond 2250ကို diamond 1585လုံးနဲ့လဲလို့ရမှာပေါ့နော်ရင်တော့ကျွန်တော်ဘင်ကိုတန်းလို့ရှိရင်ကျွန်တော်တို့KO တကောင်ရမယ်ပေါ့ဒါရင်လိုပဲဘာမှထူးခြားသွားတာမရှိဘူးပေါ့နော်ဟုတ်ပြီဒီမှာကျွန်တော်10ချိန်မှာကျွန်တော် app တကောင်သူအာမခံတာရှိရပေါ့နော်ကန်ကောင်းတော့ကျွန်တော်10ချိန်နဲ့ကျွန်တော် keyword တွေပဲလည်းပေါက်သွားနိုင်တယ်ဒါမှမဟုတ်ကျွန်တော် lucky box တွေပဲလည်းပါတယ်ပေါ့ဒီမှာနော် lucky box တွေလည်းပေါက်သွားနိုင်တယ်ပေါ့ကဲတန်တော့ဒီလို event မျိုးကကျွန်တော်လက်မလွတ်သေးဘူးနော်လာတိုင်းကျွန်တော်တို့ဒီ event တွေမှာ time သုံးတာပို့ပြီးတော့တန်ပါတယ်ကဲကျွန်တော်ဒီဘက်ကတစ်ချက်ပြီးတော့ပြောင်းကြည့်လို့လည်းရတယ်ပေါ့နော်ဒီမှာလည်းကျွန်တော်တို့ဒီမှာ97 skin တွေလည်းကျွန်တော်တို့ကန်ဆန်းလို့ရပါတယ်ဒါလည်းကျွန်တော်တို့ဆွမ်းသွားလို့ပဲ price board တွေအတူတူပဲဘာမှပြောင်းလဲသွားတာမရှိဘူးဒေါ်တွေရောပေါ့နော်ဗလာပကွီတို့ဓမရှာဒီသုံးကောင်ပါမယ်ပေါ့နော်โอเคကျွန်တော်ဒီဘက်က lucky box လေးတစ်ချက်ကြည့်ပါနော်ဒီမှာကျွန်တော်တို့ချောင်းတော်ကွန်ပိုင်းတွေပါရနော်ဟိုဘက်ချက်သွားကြည့်အတူတူပါပဲနော်အောင် price board ကအတူတူပဲဘာမှပြောင်းလဲသွားတာမရှိဘူးအကုန်လုံးအတူတူပဲအဲ့တော့ brother တွေနဲ့ကျွန်တော် e-ban လာလို့ရှိရင်တော့ဒီလိုလေးကိုကြိုက်တဲ့ခါလေးကိုကျွန်တော်တို့ရွေးပြီးတော့chain လို့ရတယ် chain ပြီးတော့ကျွန်တော်လှည့်လို့ရတာပါနော်အဲ့တော့ကိုကြိုက်တဲ့ skin ကိုတစ်ခါတန်းပြီးတော့ဒီမှာရွေးလို့ရတယ်မဆိုးဘူးရွေးလို့ရဆိုတာကျွန်တော်ဒီဘက်ကနော်ဒီလို97နဲ့ကျွန်တော်တို့ဘင်ကုံနဲ့ပြောင်းလို့ရတာပြောတာနော်ကြာပန်းမဲ့ရမှာရတာတော့โอเคဒါကျွန်တော် advanced server မှာလာနေပြီဆိုတော့ကျွန်တော်လာပြီးတော့ပြောပြပေးတာပါကျွန်တော်နောက်လာမဲ့ကျွန်တော်တို့ဒီမှာဒီ event အတွက်ကျွန်တော်တို့ဇေယျလေးတွေ diamond အနည်းဆုံးနဲ့ဂုံးဆင်းလို့ရမယ်နီးလေးရတော့ကျွန်တော်တို့ event လာတဲ့တိတ်ကိုတိမှကျွန်တော်တစ်ချက်ပြန်ပြီးတော့တင်ပေးမှာဖြစ်ပါတယ်ကျွန်တော် test ပုံစံမျိုးလာတာပေါ့နော်ကဲကျွန်တော် original server ပဲညမှာကျွန်တော်ဆရာတော့မသိသေးဘူးပေါ့နော်ကဲ daily တိကျတင်တော့ကျွန်တော် comment မှာရေးပေးခဲ့ပါမယ် okay ကဲဗီဒီယိုလေးကဒီလောက်ပါ